ညနေနဲ့မှာပြောတဲ့ပုံပြင်နံပါတ်8ပြန်မလာတော့တဲ့အတန်ညနေနဲ့ကတကိုယ်တည်းသမားတွေအတွက်စိတ်ချောက်ချစေတယ်တကယ်တော့အပေါင်းဖော်နဲ့နေမှုတူပြီးသားအထီးကျန်ဆန်ခြင်းကိုချောက်ချဖွယ်ရခံစားရတာပါငကိုကလေးကတကိုယ်တည်းနေလာခဲ့သူတွေဖို့တော့နည်းနည်းလေးပဲပို့နေတတ်ခဲ့လိမ့်မလားပေါ့ညင်ကအခုဆိုအဆုံးသက်နာရောက်လာပြီသိစိတ်မှုကနှက်ဆိုင်လာပြီးအိမ်မပြောသေးပဲ cigarette တလိပ်ပြီးတလိပ်မင်းကြီးအားရပါရဖွာရှိုက်လိုက်တယ်ဒါလည်းပုံမြင်တစ်ပုတ်ဆိုဒီပုံမြင်လေးနဲ့ဒီညကိုပိတ်သိမ်းလိုက်ဒီတစ်ပုတ်ကကြောက်စရာထဲနည်းနည်းတော့ဝမ်းနည်းစရာလေးဖြစ်မယ်ထင်ပါရဲ့တခါတော့ကမောင်ဆိုတဲ့လူငယ်လေးတယောက်ရှိတယ်သူ့ဘဝထဲမှာအရေးကြီးဆုံးလူတယောက်ကသူ့ရဲ့ချစ်သူတီတာဆိုတဲ့မိန်းကလေးသူတို့တယောက်ကနေတိုင်းဖုန်းနဲ့စကားပြောရကြတယ်မနက်မိုးလင်းကစပြီးညအိတ်ချိန်အထိတခါတလေအလုတ်အားရင်အားတယ်လို့ဒီနေ့လုံးမနာရန်ပြောရကြတယ်မောင်နာထဲမှာချစ်သူတန်လေးကအမြဲတမ်းတာယာချုံမိနေတယ်လို့ဘလောက်ပဲကြားရအားမရဖြစ်နေတယ်နားထောင်နေရရင်မပြင်းတဲ့အတန်လို့မောင်ကအမြဲတမ်းပြောတတ်တယ်ဒါပေမဲ့ဒီနေ့မှာတော့တီတာကအလုတ်ကနေအိမ်ပြန်လမ်းမှာမတော်တဆတစ်ခုနဲ့ဆုံးသွားတယ်ဆိုင်ကယ်မောင်းရင်မောင်နဲ့ဖုန်းပြောနေတော့နောက်ကကားကဝင်တိုက်မိလိုက်တာလို့နောက်မှမောင်ကသိလိုက်ရတယ်။မောင်တော့လောကကြီးတစ်ခုလုံးသိသွားသလိုဖြစ်သွားတယ်။ဘာသာမဲကြာသူ့ချစ်သူတီတာအတန်လားဆိုပြီးရှာရင်မောလာတယ်။ညဘက်တွေမအိပ်မဆက်နိုင်တဲ့ဖုန်းဆောင်ရင်ကျမ်းမာရေးထိခိုက်လာတယ်။အလုတ်ကိုစိတ်မဝင်စားပြည့်ရွက်တွေများလာတော့အလုတ်ကသူ့ကိုနားခိုင်းလိုက်တယ်။ဒါကိုသူကဝမ်းနဲ့ရကောင်းမှမသိဘူးချစ်သူစီကလာမဲ့ဖုန်းကိုစောင့်ဖို့အချိန်ပိုရတယ်လို့တွေးပြီးဝမ်းတောင်တာနေလိုက်သေးတယ်။ဒါပေမဲ့အချိန်လေးကြာလေးချစ်သူစီကသတင်းအစနာလေးတော့မကြားရတော့ဘူး။စိတ်တွေကြောက်ချောက်ချားပူဖြစ်လာတယ်။စောင့်တရမရတော့ဘူး။တကူတဲ့စကားတွေပြောတတ်လာတယ်။ညတညတကောင်ရန်ခုနှစ်စင်ကျဲတွေပြောင်ပြောင်လင်းလင်းတောက်ပနေတဲ့အချိန်မောင်တယောက်တည်းထိုင်ပြီးကျဲတွေကိုငေးနေတော့ဖုန်းကတိတ်လေးလှုပ်လာတယ်ဖုန်းစကရင်ပေါ်မှာပေါ်နေတာက unknown number မောင်ခဏတွေ့သွားတယ်စဉ်းစားပြီးတော့ဘီကောကိုလက်ခံလိုက်တယ် Hello ဖုန်းတစ်ပတ်ကအတန်တစ်ခုတကယ်ကိုတူတူလေးအားမရှိသလိုအတန်လေးနဲ့ဒါပေမဲ့သိတ်ကိုရင်းနှီးတဲ့အတန်မောင်သူယုံခံမှုရပ်သွားသလိုဖြစ်သွားတယ်တီတာလားရင်ချစ်သူဟုတ်ပါတယ်နော်ဖုန်းထဲကအတန်ကချက်ချင်းပြတ်ဖြစ်တယ်ဟုတ်ပါတယ်မောင်ရေတီတာအစ်စ်ပါမောင်မယုံနိုင်ဘူးဒါပေမဲ့အဲ့ဒီအတန်ကတခါမှမမားနိုင်တဲ့အတန်သူတို့စကားတွေပြောကြတယ်ဘလောက်လွမ်းကြောင်းဘလောက်တတိယကြောင်းစကားတွေမဝနိုင်အောင်ရင်လိုပဲရဲကြတယ်ပြောကြတယ်ဟိုရင်ချိန်တွေပြန်ရောက်လာသလိုတီတာဘာဖြစ်ခဲ့တယ်ဆိုတာတော့မောင်မေ့သွားတယ်ဒါပေမဲ့ကော်ပီသွားတဲ့အခါဖုန်းမှာ record မရှိဘူးကောယူတူတွေမှာဘာမှမပြဘူးနောက်နေ့ညအဲ့ဒီလိုအချိန်မှာပဲဖုန်းပြန်ခေါ်လာတယ်ဒီလိုနဲ့ညတိုင်းသူတို့စကားပြောကြတယ်တညမှာတော့မောင်ကမမေးသင့်တဲ့မိကုန်းတစ်ခုကိုမေးလိုက်မိတယ်တီတာမင်းဘယ်မှာလဲချစ်ရဲ့မောင်လည်းမင်းနဲ့အတူလိုက်ခဲ့ချင်တယ်ဘယ်မှာရှိနေတာလဲအဲ့လိုမေးပြီးတဲ့နောက်တီတာဘက်ကခဏတိတ်ဆိတ်သွားတယ်ရေတံလေးရက်သွားတယ်တိတ်ဆိတ်နဲ့တပ်ပြင်းမောတစ်ခုကိုချလိုက်တဲ့အတန်နားထိုင်ရတာစိတ်မကောင်းစရာပြီးတော့မောလာတဲ့အတန်နဲ့တူတူလေးပြန်ဖြစ်တယ်မောင်မရောက်သေးတဲ့နေရာမှာပေါ့မောင်ရင်လည်းလိုက်ကနေဖြစ်သွားတယ်မောင်မေးမိတာမှားမှန်းသိပြီးနောက်တရသွားတယ်တီတာကလူလောကတွေကထွက်ခွာသွားတာကြာပြီဒါဆိုအခုစကားပြောနေတာပြီလေနောက်တညမိုးလင်းသောအောင်ထိုင်ဆောင်နေမိတယ်ဒါပေမဲ့ဖုန်းခေါ်မလာတော့ဘူးတညနှစ်ညနောက်ထပ်ညရီမောင်တီးမခံနိုင်တော့ဘူးဖုန်းထဲကတွေ့ရနံပါတ်တစ်ခုကိုခေါ်လိုက်တယ်နောက်ဆုံးဆက်လာခဲ့တဲ့အန်နိုးနံပါတ်ကိုပြန်ခေါ်လိုက်မိတယ်လို့ထင်တယ်ဖုန်းမြည်နေတဲ့တယောက်ကလက်ခံလိုက်တယ်ဟယ်လိုဒါပေမဲ့အတန်ကတီတာအတန်မဟုတ်သူ့ကိုယ်ပိုင်အတန်မောင်ရဲ့ကိုယ်ပိုင်အတန်ဖြစ်တယ်မင်းဒီနေရာကိုမရောက်သေးဘူးတီတာနဲ့တွေ့ဖို့မင်းဒီနေရာကိုမရောက်သေးဘူးကွာဖုံးချသွားတယ်
အဲ့ဒီနေ့ကစပြီးနောက်ပိုင်းမှာမောင်ကိုဘယ်သူမှမတွေ့ရတော့ဘူးဒါပေမဲ့ညနေနဲ့မှတစ်ခါတလေအနှုံးနံပါတ်တစ်ခုကအထီးကျန်နေတဲ့သူတွေစီကိုဖုန်းခေါ်တတ်တယ်ဆိုပဲမင်းဖုန်းကလည်းအခုတည်းတိတ်နေတာညကဆုံးသက်သွားပြီးအိပ်ပြောင်အိပ်ပါလို့မင်းကိုယ်တိုင်ကမောင်ဖြစ်နေမယ်ဆိုတာလဲဘယ်သူကမှတော့မပြောလိုက်ပါနဲ့